ရှယ်စီအသင်းသားရာသီကုန်မှာ UCN ဝင်ခွင့်ရခဲ့ရင်ကျွန်တော်လက်မြောက်ရှုံးပေးလိုက်မယ်လို့ဆိုလာတဲ့ပေါ်မဆန်အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကိုစားအိတ်ရှက်စီလိုက် YouTube Channel နဲ့ Facebook Page ကနေပြန်ရောက်ညီကိုရဲ့အားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကျွန်မပြပြသွားမယ့်အကြောင်းအရာလေးကတော့ Arsenal ကစားသမားဟောင်းလည်းဖြစ်ဘောလုံးဝေဖန်သုံးသက်သူလည်းဖြစ်တဲ့ပေါ်မဆန်ရဲ့ရှက်စီအသင်းဟာချန်ပီယံလိဝင်ခွင့်ရခဲ့ရင်လက်မြောက်ရှုံးပေးလိုက်မယ်လို့ဆိုလာတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်လက်ရှိဘောလုံးဝေဖန်ရေးလောကရဲ့ပြတ်သားတဲ့စကားလုံးပန်ရှင် Arsenal ကနဝယ်ဟောင်းပေါ်မဆန်ကတော့လက်ရှိ Sky Sport ရဲ့ဘောလုံးစကားဝိုင်းတစ်ခုမှာ Chelsea အသင်းရဲ့အခြေအနေနဲ့ပတ်သက်ပြီးဘောလုံးပရိသတ်တွေအားလုံးကိုဟိုးလေးတကြော်ဖြစ်စေမယ့်မှတ်ချက်တစ်ခုကိုပေးလိုက်ပြန်ပါပြီ Chelsea နေပြတဲ့ Rosinha လက်ထက်မှာအသင်းဟာရလပိုင်းအရအနေနဲ့ပြန်လဲဥမော်လာတယ်လို့ထင်ရပေမဲ့ပြီးခဲ့တဲ့ Leeds United နဲ့ပွဲမှာပြသခဲ့တဲ့ပထမပိုင်းနဲ့ဒုတိယပိုင်းရှေ့စမ်းမတင်ငြိမ်မှုတွေကပေါ်မဆန်အတွက်တော့အတော်လေးကိုအားမရစရာဖြစ်ခဲ့ပုံရပါတယ်။ဒါကြောင့်ပေါ်မဆန်က Chelsea ဟာအရင်နည်းပြမာရီစကချန်သွားခဲ့တဲ့လက်ရအတိုင်းမပြောင်းလဲပဲရှိနေသေးသလိုမိနစ်60အပြည့်ကိုလည်းတီတီငြိမ်ငြိမ်မကစားနိုင်သေးဘူးလို့ထောက်ပြခဲ့ပါတယ်။အထူးသဖြင့်ပွဲဆက်စားချက်ပထမပိုင်းမှာတော့ကစားသမားတွေကစိုက်နဲ့ကိုင်းနဲ့အပြည့်ကြေကောင်းတက်နေပေမဲ့ဒုတိယပိုင်းရောက်တာနဲ့တမန်ဟုံးချင်းမှာပဲပုံစံပြက်ပြီးဖြစ်ချင်တယ်လို့ဖြစ်သွားတတ်တာကိုသူကအဓိကဝေဖန်ခဲ့တာပါအရှင်းမှာလည်းခက်ခဲတဲ့ပွဲစဉ်တွေဇက်တိုက်ရင်ဆိုင်ရဖို့ရှိနေတာကြောင့်ဒီလိုပုံစံနဲ့သာရာသီကောင်မှာချန်ပီယံလိဝင်ခွင့်ရခဲ့ရင်ကျွန်တော်လက်မြောက်ပြီးတော့ရှင်းကျူးသွားမယ်လို့ဆိုပြီးတော့ပြည့်ပြည့်သားသားစိတ်ပေါ်လိုက်တာပါအခုလိုမျိုးပေါ်မဆင်ရဲ့ပြောစကားကိုချက်စီပရိသတ်တရားအနေနဲ့ပြန်ကြည့်ရင်တော့ပေါ်မဆင်ရဲ့ဝေဖန်မှုဟာအနာပေါ်တုတ်ကြတယ်လို့မျိုးခါးသေးပေမဲ့အမှန်တရားတစ်ခုဖြစ်နေတာကြောင့်ငင်းလို့မရပါဘူးလက်ရှိချက်စီအသင်းမှာတအူးချင်းအရေးရှိတဲ့ကစားသမားတွေရှိနေပေမဲ့အစာကောင်းတဲ့လောက်အနောက်မသိကြတတ်တဲ့ပုံစံကအသင်းကိုထိတ်ဆုံးလေးသင်းစည်ရင်ဝင်ဖို့အတားအဆီးဖြစ်နေတာပါအခုတော့ဘောမဆင်ကသူ့ရဲ့ဂုဏ်တိတ်ကိုအပေါင်ဆုံးပြီးစင်ခေါ်လိုက်ပြီဖြစ်လို့ချက်စီကစားသမားတွေအနေနဲ့သူတို့ရဲ့မတည်ငြိမ်မှုကိုပြုပြင်ပြီးဘောမဆင်ကိုလက်မြောက်အရှုံးပေးခိုင်းနိုင်လားဆိုတာကတော့ဒီရာသီထိချက်စီပရိသတ်တွေအနေနဲ့ဒီကွန်ဆိုလှုပ်ရှားမှုအပြည့်နဲ့ဆက်လက်စောင့်ကြည့်ရသွားမှာဖြစ်ပါကြောင်းပြောရင်ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရရှင်အပြရောင်ညီကိုတို့တွေအနေနဲ့ကရောအာဆင်နယ်ကစားသမားဟောင်းလည်းဖြစ်ဘောလုံးဝေဖန်သုံးသက်သူတယောက်လည်းဖြစ်တဲ့ဘောမဆင်ရဲ့ပြောစကားတွေအပေါ်ဘယ်လိုအမြင်လေးတွေရှိလဲဆိုတာကိုယ့်ရဲ့ထင်မြင်ယူဆချက်လေးတွေကိုအောက်က comment box ထဲမှာဝင်ရောက်ဆွေးနွေးရေးသားပေးခဲ့ကြပါအောင်ရှင်ကျမတို့ရဲ့ကိုဆိုင်အိတ်ရှက်စီလက် YouTube Channel နဲ့ Facebook Page မှာနေ့စဉ်ရှက်စီသတင်းနဲ့ပွဲကြိုပွဲပြီးသုံးသက်ချက်လေးတွေတင်ဆက်ပေးတော့မှာမလို့ like and follow subscribe လေးတွေလုပ်ခဲ့ပေးကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်